ဒီဆောင်ပဲကလိုင်းလေးစပြီးချက်ပါရမယ်ရှင်အရင်ဆုံးပဲလေးကိုအရင်ပြုတ်ပါတယ်ပဲပြုတ်ထားတဲ့အချိန်မှာတော့ကျန်တဲ့ပစ္စည်းတွေကိုအသင့်လှိချစ်ထားပါတယ်အရင်ဆုံးစီလေးထည့်ပါမယ်စီပူလာပြီဆိုရင်စီတက်ဖို့အတွက်စက်သွန်အဖြူနေခြင်းမြို့သီးစိမ့်မုတ်နနွင်းစတွေကိုရောပြီးတော့စီတက်ပါမယ်ပြီးလို့ရှိရင်အသီးနှံလေးတွေထည့်ပါမယ်ကိုကြိုက်တဲ့အသီးနှံလေးတွေထည့်လို့ရပါတယ်နော်ပြီးလို့ရှိရင်အာလူးလေးထည့်ပါမယ်ရတာအတွက်စက်သားမှုတ်လေးထည့်ပါမယ်ကျန်တဲ့ဟာကိုထည့်ရှင်တာလည်းထည့်လို့ရပါတယ်နော်အသီးနှံလေးနူးစားပြပြီဆိုတာနဲ့ပြုတ်ထားတဲ့ပဲနဲ့ရုံးမေသီးလေးကိုထည့်ပါမယ်အကုန်လုံးနူးစားပြပြီဆိုရင်ကြက်ဥလေးကိုထည့်ပါမယ်ပြီးရင်နောက်ဆုံးမှာတော့ကလားလေးမဆလာကိုထည့်ပါမယ်အားလုံးနေပြီဆိုလို့ရှိရင်တော့အနက်အရသာနဲ့ပြည့်စုံတဲ့တီးစုံပဲကလာဟင်းလေးရပါပြီရှင်နေသီးစားလောင်းလေးနဲ့ဒါမှမဟုတ်လို့ရှိရင်မချောက်လေးနဲ့လည်းစားလို့ရတယ်နော်ကျေးဇူးပါ thank you